လူကြီးတွေကြည့်ရင်အခြားသိပဲရလိမ့်မယ်ကြောင့်အင်ဂျင်ဝိုင်အကောင့်သားကိုသုံးသင့်ပါတယ်ဒီမှာဆိုရင်မြင်ရတဲ့အတိုင်းပဲဘူးနှစ်ဘူးမှာအင်ဂျင်ဝိုင်2မျိုးကိုထည့်ထားပါတယ်အင်ဂျင်နိုးတဲ့အခါမှာတော့အရေးအသွေးမကောင်းတဲ့အင်ဂျင်ဝိုင်ကအောက်မှာပဲကတ်ကြံနေပြီးအင်ဂျင်ဝိုင်အကောင့်သားတုံးထားတဲ့ဂီယာတွေကတော့တက်တက်လက်လက်ပြေးနေသေးပါအင်ဂျင်ဆောင်းတဲ့အချိန်မှာတော့မှဂီယာတွေကအလုပ်လုပ်နေတော့တယ်တုတ်တန်ထဲမှာအော်တန်ကြားလို့ရဲတွေကိုခေါ်ထားတာပါသူတို့ကိုယ်တိုင်လည်းအော်တန်ကြားရောဖတ်ပြကြပါရောဒီသဘောတရားမှာတော့မျက်နှာကြောင်းကအရှိအတူတူမဟုတ်ဘူးဆိုပြီးတော့ပဲမြင်မိမှာပါတကယ်တော့ဒီမျက်နှာကြောင်းကအလျားအတူတူပါမျက်စိနဲ့မြင်တိုင်းလည်းယုံကြည်လို့မရပါဘူးဆေးရုံမှာကီမိုကုသစဉ်အချိန်မှာဒီတစ်ချက်ကကောင်မလေးအတွက်အကူအညီအများကြီးဖြစ်ခဲ့ပါတယ်ပြီးတော့ကင်ဆာကိုလည်းအနိုင်ကုနိုင်ခဲ့ပါတယ်ဒီတော့ဆေးရုံကဆင်းပြီးတဲ့အချိန်မှာသူ့ကိုဂုဏ်ပြုဖို့အတွက်အဲ့ဒီဘန်ကကောင်မလေးကိုဆင်းပေါ်ခေါ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်နောက်ဆုံးလွတ်ပြသွားတဲ့အကွက်လေးကတော့အားရစရာပါဒါကတော့ဝုန်းဝညုံတကောင်ရဲ့တားရဲအတွင်းထဲမှာ content creator တယောက်ရှိနေကြတာဖြစ်ပါတယ်ဘလို့စကူးမျိုးနဲ့တားရဲအတွင်းထဲရောက်နေတယ်ဆိုတာကိုတော့မတွေးတတ်တော့ပါဘူးဝုန်းဝညုံကြီးကပေါ့ဝါမှာရက်နေတာကြောင့်အဲ့ဒီလူလဲလှုပ်ရှားမှုလေးတစ်ခုတော့မလုပ်ရဲပဲငြိမ်ငြိမ်လေးနေခဲ့ရပါတယ်ဒါပေမဲ့ခေါင်းထဲမှာပေါ်လာတာကသူအဲ့ဒီကနေပြီးတော့ဘလို့နည်းနဲ့ဖြစ်ဖြစ်ထွက်ရမယ်ဆိုတာကိုပါတစ်ခုတော့ဝန်ခံရမယ်ဒီလူကတော်တော်ရဲရဲနေသူပါဒီနောက်မှာတော့ဖြစ်ဖြစ်ချင်းတွားတွားပြီးတော့တက်လာပါတယ်ဝုန်းဝရဲ့တစ်ချက်စာသာခံလိုက်ရရင်တော့မပြောသေးတလုံးလို့ဘယ်ဘောရောက်သွားမယ်ဆိုတာကိုသိနေမှာမဟုတ်ပါဘူးဒါပေမဲ့ဝုန်းဝကြီးကလည်းအဲ့ဒီလူကိုသူ့အိမ်မှာရှိမနေစေချင်ဘူးဆိုတော့သူ့ကိုဝင်ပေါက်ကနေဖြည်းဖြည်းချင်းလမ်းပြပေးလိုက်ပါတယ်ဒီဖြစ်ကတော့သူ့ဘဝမှာတေကံမရောက်တတ်မပြောက်တဲ့ပြောစရာစကားလေးတစ်ခုဖြစ်နေတော့မှာပါဒီသချင်းကို AI နဲ့ရေးထားတဲ့ဆိုပါ AI နဲ့ရေးထားတယ်ဆိုတော့ရောင်းမျိုးပါဘူးအတင်မကြောက်ဆုံးကြရင်ငါလာပေါ်မင်းတွေ့ချလေ Yeah the call me let free out that all on the net Oh telling me should chip to now see now baro ဒီကခွေးလေးပန်နေတော့လမ်းလျှောက်ရတာအဆင်ပြေသေးဘူးမစီတီကဖွဲ့သားတွေစူပန်းကူညီပေးခဲ့ပါတယ်ကားတိုက်ခံရပြီးနောက်ပိုင်းချိသွားတဲ့နောက်မှာလမ်းလျှောက်ရတာအခက်အခဲဖြစ်နေတဲ့ဘန်နီလေးကိုမာစီတီဘန့်စ်ထိုင်အောင်လေးလုတ်ပေးထားတာပါလက်မလျှော့တဲ့ခွေးလေးထိုက်တန်တဲ့လက်ဆောင်လေးရသွားခဲ့တာပေါ့2006ခုနှစ်မှာဆိုရင်အထက်တန်းကျောင်းသားတအုပ်နယူးယောက်မြို့မှာနာမည်ကြီးတဲ့ brand ကိုပြုလုပ်ခဲ့ပါတယ်ကျောင်းခေါင်မိုးပေါ်မှာကားတင်လိုက်တာပါကားကိုတစားစီဖြုတ်ထားပြီးတော့တစ်ခုချင်းစီတဲသွားပြီးကျောင်းဝင်ကြီးရုံငန်းခေါင်မိုးတဲ့မှာပြန်လည်တည်ဆောက်ထားတာပါဒါကိုကျောင်းဆရာတွေကျောင်းထဲရောက်တော့တော်အံ့ဩသွားခဲ့ပါတယ်2014ခုနှစ်မှာကမ္ဘာဖလားအတွက်လောင်းသားမှုကိုစတင်ဖို့စင်ကာပူကကြော်ညာတစ်ခုကိုထုတ်လုပ်ခဲ့ပါတယ်ကြော်ညာကတော့ဒီလိုမျိုးလေးပါ Guys, I really can't wait for the World Cup. Who do you think's gonna win it? My dad said Brazil will win. No. Argentina's gonna win because Messi will drive past everyone. I wish Spain will win. My whole family supports him. How about you, Andy? I hope Germany will win. Why? My dad bet all my savings on them. ဘောလုံးအကြောင်းနည်းနည်းပပနားလေတဲ့သူတွေကတော့ဒီကြော်ညာကဘလောက်တောင်ဆိုးရလဲဆိုတာသိကြမှာပါအဲ့ဒီနှစ်မှာဂျာမနီကကမ္ဘာဖလားကိုနိုင်သွားတာကိုဒီတော့လောင်ကစားကိုစတင်တဲ့ကြော်ညာကလောင်ကစားလို့တိုက်တွန်းတဲ့ကြော်ညာတစ်ခုဖြစ်သွားတာပေါ့မက္ဆီကိုဟိုတယ်တစ်ခုမှာအင်တာဆော့လို့ပုံကတော့စမ်းရတယ်ဆိုရမယ် So nice. Oh, okay. ကနူးလေးစီးပြီးတော့လေမောက်သွားပြီးတက်ပြောက်သွားရင်ဘယ်လိုလုပ်မလဲရေးကြီးတော့ကစိတ်ကိုအေးထားပါရေထဲရောက်သွားပြီဆိုတာနဲ့စိတ်အေးထားပြီးလေမရှိတဲ့တပ်ပူကိုဖြုတ်လိုက်ပါလက်ထဲကိုတပ်ပူရောက်သွားရင်တော့နှစ်ခုကိုချိတ်ပေးလိုက်ရမှာပဲပြီးတော့ရင်ညာဘက်ကိုဆောင်းပြီးတော့တပတ်ရိုက်လိုက်တာနဲ့လေကပုံမှန်တိုင်းဖြစ်သွားပါလိမ့်မယ်ကိုရီမသိတာတွေကိုကလေးတွေကသိနေသလိုပါကလေးလေးတွေမျက်ကိုရှောင်းတာပါဒီကလေးဟာတတိရှိဆုံးကလေးလိုတော့ပြောလို့ရပါတယ် TV ကိုနှစ်စားမီးလက်ထလောင်ရောတန်းပြီးတော့အဖေကိုပြေးပြီးသွားပြောပါတယ်ဒါပေမဲ့အဖေဖြစ်တဲ့သူကဧည့်သည်တွေနဲ့ချီးရလုပ်လို့ကောင်းနေတော့ကလေးလာတော့မှသတိမထားမိပါဘူး
ဒါနဲ့ပဲနောက်ကျောင်းပြန်လှည့်ပြီးဘာလုပ်နိုင်မလဲရှောက်ပတ်ကြည့်တော့မိသက်ဆေးဘူးလေးကိုတွေ့သွားပါတယ်အဖုံးလေးဖွင့်ပြီးတော့ကိုယ်တိုင်ပဲညှင်းသက်ဖို့ကြိုးစားလိုက်တော့တယ်လူကြီးတွေကတော့စားလို့ကောင်းနေတော့ကြက်ဥစင်ပေါ်မှာလမ်းတက်လျှောက်ပြီးမဲ့သလုံးလေးတောင်ကွဲမသွားပါဘူးပြောရမယ်ဆိုရင်ကြက်ဥသလုံးကလူတွေထင်လာတာထက်ဖျားကိုခံနိုင်ပါတယ်တချို့ဆိုရင်တော့ပေါင်တရာအထီတောင်မှအဖိခံနိုင်ပါတယ်ဒီမှာတော့ကြက်ဥတွေကိုဆင်ထားတာဆိုတော့သလုံးလေးနဲ့ဖျားကိုခံနေတာမဟုတ်ပါဘူးအတူတကွဆိုရင်ကွဲပါစီဆိုပြီးနင်းရင်တော့မှကွဲမှာမဟုတ်ပါဘူးကွန်ပျူတာကိုစောင်းပြီးတော့ဂျီနီလေးပါဒါကတော့ဒေါ်လာ9000တန်ခြေစလုံးကြွက်သားလေ့ကျင့်တဲ့ဇာတ်လေးပါကိုယ့်ရဲ့တွန်းအားပုံမူတည်ပြီးတော့တံမြန်တုံ့ပြန်တဲ့စနစ်ကိုသုံးထားပါတယ်တဲ့ကိုကတွန်းလေသူကပြန်ကန်လေးပဲဒီလိုဆိုတော့စိန်ခေါ်မှုတွေကပိုများသွားပြီအိုလံပစ်ကစားသမားတောင်ဒီလိုလုပ်နေရတာဆိုတော့လွယ်တော့မလွယ်ဒီလူကတော့တောထဲမှာဆိုင်ငယ်ပြက်ရင်ဘယ်လိုပြန်ရမလဲဆိုတာပြတ်ထားလေးပါတောထဲမှာဆိုင်ငယ်ပြင်ဆိုင်လဲရှာမရဘူးဆိုတော့ exhaust ထဲကိုပဲဘိန်းလေးပေါင်းနဲ့တိုက်ရိုက်ဆက်လိုက်တယ်ပြီးတာနဲ့ဆိုင်ငယ်ဆက်လေးနှိုးပြီးတော့ဒီပါလေးဆွဲလိုက်တာတာယာလေးကပူစီပေါင်းလေးလိုပဲဖောင်းသွားပါလိမ့်ဟုတ်ရလားတော့မသိဘူးလောက်ကြည့်ကြဘူးလားဒီဘတ်ကားကတော့အရေးပေါ် message တွေကိုပို့ပေးနိုင်ပါတယ်တေချာကြည့်မယ်ဆိုရင်မှန်မှန်မှာပေါ်နေတာတွေကကားနံပါတ်ပြကိုဖော်ပြပေးထားတာမဟုတ်ပါဘူးရဲကိုခေါ်ပေးပါဆိုပြီးတော့တလုံးချင်းစီပြောထားတာပါအရေးပေါ်အချိန်တွေကြားရောက်တဲ့အချိန်မှာကားဆရာအနေနဲ့ဘေးပတ်ဝန်းကျင်ကိုအကူအညီတောင်းနိုင်အောင်လို့အရေးပေါ်စနစ်ကိုဖန်တီးပေးထားတာဖြစ်ပါတယ်ကားပေါ်မှာဓမြတိုက်တာတို့ကပိုက်နှိုက်တာတို့ဖြစ်တယ်ဆိုရင်ကားဆရာကခလုတ်လေးတစ်ချက်ကိုနှိပ်လိုက်ရုံပါပဲမြန်မာနိုင်ငံထိုင်းသမားတွေကဒီလိုမျိုးလေ့ကျင့်ကြပါတယ်ဘာလို့လဲဆိုတော့ရေကိုအနိကလက်လက်ထိုးတဲ့အခါမှာရေစတွေကမျက်လုံးထဲဝင်ပြီးတော့မျက်တောင်ခတ်နိုင်အောင်လုပ်ပါတကယ်လက်ဝိထိုးတဲ့အချိန်မှာဆိုရင်တော့ရန်သူလက်တီကိုမြန်မြန်ဆန်ဆန်မြင်ရတာပေါ့နှစ်ကြာကြီးလေ့ကျင့်ပြီးသွားပြီဆိုရင်တော့မျက်လုံးကအသားကျပြီးဖြစ်သွားတဲ့အတွက်ရေစတွေမျက်လုံးထဲကိုဝင်တော့မှမျက်တောင်ခတ်မှာမဟုတ်တော့ပါဘူးတကယ်ချင်းနေအောင် focus ကိုသွားနေတာနဲ့တင်နာမရှိသမျှလေရင်မှုတွေကိုဆက်လုပ်ပေးလိုက်တာ24နာရီအတွင်းလေရင်ပေါ်ရောက်သွားတယ်ခွေးလေးအတွက်အယုတ်တွေလက်ဆောင်ပေးလိုက်တာဝယ်ပေးပြီးတဲ့ကပြန်ချွတ်လို့မရတော့ဘူးတကယ်ချင်းနေဖြစ်သွားပြီဆိုတော့ဒီအမှုပညာဖန်တီးမှုကိုကြိုက်လုံးလို့မိုင်းတိုင်ဆိုင်ကိုတိုင်အားတော်မှာတောင်းဆိုထားရပါတယ်ဒီအမှုပညာရှင်ကိုလူတိုင်းလူလာတဲ့အကြောင်းရင်းကဖန်တီးမှုတိုင်းဟာအသေးစိတ်အလွန်ကျနေလို့လည်းဖြစ်ပါတယ်တစ်ခုလေးတင်အသေးစိတ်ထားတာမဟုတ်ဘဲနဲ့ရာထောင်ချီပြီးတော့အသေးစိတ်ဖန်တီးထားတာပါမိုးဆေးအမှုပညာဆိုပေမဲ့အခြားသူတွေလိုမျိုးတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အယုတ်အသေးလေးတွေကိုစုပေါင်းပြီးဖန်တီးထားတာဖြစ်နေလို့ပါအဝေးကကြည့်လိုက်ရင်မသိတာပေမဲ့အနီးကကြည့်လိုက်ရင်တော့အလွန်အသေးစိတ်လုပ်ထားတာကိုတွေ့ရပါမယ်ဖန်တီးမှုတွေကလည်းစမ်းရပါတယ် Porsche ကိုတော့ကားသေးလေးတွေကိုအသုံးပြုထားပြီး Mona Lisa ကိုတော့စေးတောင်ရောင်စုံလေးတွေအသုံးပြုပြီးဖန်တီးထားပါတယ် American သမ္မတ Donald Trump ကိုတောင်းမှလက်ညှိုးလေးတွေထောင်ပြီးတော့သုံးထားပြီးသေးတယ်ဒါပေမဲ့မန်တိုင်ဆိုင်အတွက်ကိုတော့လက်အိမ်ပေါင်း9000ကျော်ကိုအသုံးပြုပြီးတော့ကွန်ပျူတာပေးထားပါတယ်ညဘက်မှာအဲ့ရခင်းတွေကိုတန်းထည့်ပေးမယ် automatic ဆက်လေးကိုတည်ထွင်ထားတာပါအဲ့ရခင်းကိုတစ်ချက်ထဲနဲ့တင်လိုက်နိုင်ဆိုတော့မစိုးပါဘူးတော်တော်လေးတော့မိုက်ညဘက်ရောက်ရင်အဲ့ရတွေကိုတန်းပြီးအိတ်လိုက်ရုံပဲဒါတော့ Jodas Machine ကတည်ထွင်ထားတာပါသူ့ရဲ့ဗီဒီယိုတွေကိုတော့ internet ပေါ်မှာရှာကြည့်နိုင်ပါတယ်အခြားတည်ထွင်ထားတာတွေလည်းရှိပါသေးတယ်ဒီပုံစံလေးကတော့ automatic အကြီးသားဆက်ကလေးပုံစံကိုတည်ထွင်ထားတာပါအလုပ်ဖြစ်မှန်မထင်မဲ့သူ့ဟာသူတော့ဖြစ်သွားတာပဲဒီတစ်ခုကတော့အဆင်ပြေသွားတယ်ပေါ့